မင်းကမေဘိုင်းနဲ့ချင်းချောက်တာလေမင်းကအမှန်တမ်းပြောချင်းချောက်တယ်ဟုတ်ရွှေပုံဘာလို့မိလို့လဲကိုဖုံးရဲ့ဟယ်လိုကြည်ရွှေပြောပါဟုတ်လားကြည်ရွှေကျွန်တော်ခုချက်ချင်းပြန်လာခဲ့မယ်နော်မေဘာဖြစ်တာလဲဒါလေးမေကိုခွလို့ပါတော့မေကိုခွလို့ပါသားရဲ့မေဘာဖြစ်တာလဲပြောမှတားဖြည့်ရှင်းပြလို့ရမှာပေါ့မေဘာဖြစ်လို့လဲတာဟမ်မေမသွားတော့ပါသားရဲ့မေတောင်းပန်ပါတယ်တာမေကိုကဲပါနော်မေနေစိတ်အေးထားပါမေဘာဖြစ်တာလဲပြောမှတားဖြည့်ရှင်းပြလို့ရမှာပေါ့မေတားစိတ်ပူနေပြီဘာဖြစ်တာလဲပြောမေကိုကဲနေတာဆိုလို့တားကြောက်တယ်ပဲရှိတယ်ပါသားရဲ့မေကိုကဲပါတော့မေရဲ့အရှက်သိက္ခာအတွက်တာရွှေဘုံအေးအောင်လက်ထပ်ပါဗျာမေဘလို့ဖြစ်တာလဲမေရဲ့အမေပဲအစောပိုင်းတော့သူတို့နဲ့သဘောမတူမပတ်သက်နဲ့ဆိုအခုကျမှချက်ချင်းအတင်းလက်ထပ်ခိုင်းနေတယ်မမေအဲ့ဒီရွှေဘုံမမေဘာနဲ့ချင်းချောက်တာလဲတောက်ပြောတောက်အမှန်နဲ့ပြောမေမဟုတ်ပါဘူးတာရဲ့မေမားတာပါမေမားလေပါဇက်ကနေကိုထုံမပြောရဲလို့ပါတာရဲ့မေကိုချစ်မမမေးပါနဲ့တော့နော်မေကိုတနားရင်လူပုံလေမှာရက်တီလို့ရအောင်လို့တာရွှေဘိုးရအောင်လက်ထပ်ပေးပါတာရဲ့မေကိုကဲပါတာရဲ့မေကိုကဲပါမေစိတ်ရထားပါမေရဲ့နော်ဒါဒီကိစ္စကိုဖြေရှင်းဖို့အတွက်နီးလန်းရှာမှာပါဒါဖြေရှင်းနိုင်မှာပါမေရဲ့တာဖြေရှင်းနိုင်မှုအတွက်ဆိုရင်လေရွှေဘိုးအေးရအောင်လက်ထပ်တာလွယ်ဘာမှမဖြစ်နိုင်ဘူးတာမေသေးတာသေးလိုက်ချင်တော့တာပဲတာရဲ့မေသေးသွားရင်ကောင်းမယ်မေသေးသွားရင်ကောင်းမယ်မေစိတ်လျှော့ပါမေရဲ့နော်ဒါတော့ခေါင်းကြီးထားပြီးစဉ်းစားကြမလीနော်မေနော်မေအခုနားလိုက်တော့နော်မေနော်မေအားလုံးစင်ပြအောင်တားလိုက်ပြီနော်မေနော်မေနားလိုက်တော့နော်မေနော်ဟယ်လိုကိုဖုံးပြောရှုံးမရမင်းကမေဘိုင်းနဲ့ချင်းချောက်တာလေမင်းကအမှန်တမ်းပြောချင်းချောက်တယ်ဟုတ်ရွှေပုံဘာလို့မိလို့လဲကိုဖုံးရဲ့ကိုဖုံးတင်လွဲနေပြီတင်တယ်မင်းကအပူကြီးလာလောက်ပြမယ်မင်းဘယ်လိုမိမမျိုးလဲဟမ်ရှုံးမရမင်းအခုလုံနေတယ်အားလုံးမင်းကမေတိတ်ဟုတ်လာလို့ထင်နေဟာလားဟမ်အမလီဖြည်းဖြည်းအော်ပါကိုဖုံးရဲ့ကိုဖုံးကလေရွှေပုံဆိုလို့ရှိရင်လေတံမမပြောဖို့နဲ့စိတ်တုံရင်အော်ဖို့လောက်ပဲသိရမှာကိုဖုံးကရွှေပုံအခုအဲ့လိုမျိုးပြောလို့မရတော့ဘူးဆိုတာရွှေပုံပြောပြရတော့မှာပေါ့ကိုဖုံးလက်ဖန်တွေးကြမယ်လေရွှေပုံတို့နေရာလက်ထက်မဲ့ကိစ္စကိုဆွေးနွေးဖို့ဆိုတော့နေရာတဲ့အေးစစ်စစ်တွေးကြတာပေါ့မရအောင်ရွှေပုံ message ပြပို့လိုက်မယ်နော်မင်းကအပူကြီးပြောမနေနဲ့မင်းကအခုပြောကွာမင်းကမေဘိုင်းနဲ့ချင်းချောက်ထားတာလေပြောကိုဖော်အန်တီကရွှေပုံချင်းချောက်နေကြအောင်ခလေးမှမဟုတ်တာသူ့မရှိလို့နေမှာပေါ့ထားပါတော့လက်မဲ့ကြရင်ရွှေပုံတို့အေးအေးဆေးပြောကြမယ်လေနော်ခုတော့ကိုဖုန်းနားလိုက်တော့ဒါပဲနော် yes တဲ့ရွှေပုံကွာ
ရှုံးမရ